တကယ်ရောချစ်ခဲ့ရလားတကယ်တော့ရှင်နဲ့စတွေ့ရဲ့နေရာစားလို့ဒီနေ့ဒီချိန်ထိကျမကိုကျမအချစ်ခံနေရပါတယ်ဆိုတဲ့ခံစားချက်မျိုးတစ်ခါမှတစ်စက္ကန့်လေးတောင်မှခံစားခဲ့ရဘူးလူတွေကပြောကြရဲ့အချစ်ခံရတဲ့မိန်းကလေးတွေကပိုပြီးတော့လှလာတဲ့ကြရဲ့တဲ့ဒါပေမဲ့ရှင့်နားမှာရှိနေတဲ့ကျမကတော့နေ့တိုင်းစိတ်ပင်ပန်းနေရတယ်ညတိုင်းအကြောင်းပြချက်မရှိကြိတ်ငူနေခဲ့ရတယ်ကျမလည်းမိန်းမတွေကမိန်းမတယောက်ပဲမို့ကိုချစ်ရတဲ့အမျိုးသားစီကနေအလျှော့ပေးပြီးတော့အလိုလိုက်တာကိုခံချင်ခဲ့မိတယ်စိတ်ဆိုးစိတ်ကောက်တဲ့အခါဘာဖြစ်တာလဲလို့နုနုညံ့ညံ့လေးမေးပြီးတော့ရှင်ချော့တာကိုခံချင်ခဲ့မိတယ်ကျမလေးရှင့်စီကနေပြီးတော့တခြားတန်မိုးကြီးဖြစ်စီပကာသနာတွေကိုမမောပြီးတော့မျောလင်းခဲ့တာမဟုတ်ဘူးရှင်သာလမ်းမရပန်းလေးတစ်ဝင်းကိုကောက်ပြီးတော့ကျမကိုပြီးမယ်ဆိုရင်တောင်မှရှင်ရဲ့ကျူဆိုင်မှုတွေကိုမြင်ရလို့ကျင်းနေနေမဲ့မိန်းမမျိုးပါဒါပေမဲ့ရှင်ကတော့လုံးဝမသိတတ်ခဲ့ဘူးသိအောင်လည်းမကြိုးစားခဲ့ဘူးရှင်ရဲ့အလိုက်မသိတတ်တဲ့စကားလုံးတွေဘီးမဆိုင်တတ်တဲ့အပြုတ်မှုတွေကြောင့်ကျမဘလောက်တောင်အားငယ်ခဲ့ရလဲရှင်သိရလားငါဘေးမှာရှိနေတဲ့သူကငါ့ကိုတကယ်ရောနားလည်ရလားဆိုတဲ့အတွေ့အကြုံတွေကျမရှေ့ဆက်ဖို့ခွန်အားတွေကုန်ဆုံးခဲ့ရတယ်အမြဲတမ်းကျမဘက်ကပဲနားလည်ပေးခဲ့ရတယ်အမြဲတမ်းကျမဘက်ကပဲအလျှော့ပြီးဆောင်ဆိုင်နေခဲ့ရတယ်ကျမတကယ်ကိုပြင်ပန်းနေခဲ့ရပြီအခုတော့ကိုပြန်ပြီးနေမိခဲ့တယ်ကျမရဲ့ချစ်တွေကျမရဲ့သိခံမှုတွေကရှင်အတွက်တန်မိုးရောရှိခဲ့ရဲ့လားရှင်ကျမကိုတကယ်ရောချစ်ခဲ့ရဲ့လားဆိုတာကိုပေါ့ဒါမှမဟုတ်အဖော်မဲနေရဲ့အချိန်မှာခဏဒါနာခိုဖို့အတွက်ကျမအရေးတစ်ခုသက်သက်ပဲလား